လိုင်းပေါက်ဖောက်ပြမယ်လိုက်ကြည့်ကြပါအတူတူပဲဒီလင်မော်သီးလေးလို့စီသုံးခုရှယ်သုံးခုတက်ဖောက်လိုက်မယ်လင်မော်သီးလေးကြားချင်တာတော့ဘယ်မှာတက်လာပါလေးပဲဖုန်းလာပါဖုန်းလို့မရဘူးကစီနောက်ကအန်ဒီပါတော့မှာဒီကလာတော့ဒီများတွေဖောက်ပြီးလို့ပြောနေတာခမဖောက်တယ်ဟေးစတော့ပဲဒီလာဘူးငါဘေးရရပြီပါလေးလေဘူးလေးရောတကယ်ကြီးဟုတ်သူဒီရောပါလားမသိဘူးဟိုက်ပေါက်ပြီးလေမော်ဒီအေးမော်ဒီပါပါဘာလဲဟိုနီလေးငါဘေးကြီးတော့ငါဘေးအဲ့ဒါနေမှရှိတာဟေး Oh my god ဝါလေးတော့လှရတော့ဒီဝါလေးလေဒီဝါပါဟောခုမှငါလို့ရင်းနေအပေါက်တာခုနလိမ္မောရဩမင်းအပေါ်သုံးနဲ့သုံးကောင်လို့ရှင်ပန်းရောင်ရင်အသားရောင်ရင်အဝါရောင်ဒီကတော့ဖောက်လို့ရပို့ဒီမဖောက်ဘူးခင်ဗျာလှလှပပလေးဖောက်ဟဲ့ဒါဒီဘက်ကအေးလာတယ်ခရနေအေးညနာမလေးမေးညနာပါအမောစင်းဟဲ့ဟိုမေးခေါ်လို့ရလားခေါ်လို့ရတယ်ဆွတ်တကူခေါ်တယ်ဟဲ့ချီးပုံနေတယ်နော်ဟောနင်းနေမဟုတ်နာကြီးလေးကြာနေလက်တွေလည်းညောင်းနေမင်းကြီးလေးကြာတာပါအေးမှတ်တာနာဒီလေးကြာနေတော့ဘူးဝါတော့ဘူးအဝါနေအမြတ်ပြင်းလာလဲပေါ့ငါတို့ပြောတယ်အဲ့ဖာသမားလေးအဲ့မွေးနေ့ကအဲ့လက်ဆောင်မပေးတယ်လေတော့ပါဒီဘက်ကပဲပေါက်တယ်ဒီဘက်ကမပေါက်စိတ်ညောင်ပေါက်စိတ်နေဒီအဖြူလေးရေဒီကောင်လေးရေဒီအညူလေးလက်စိတ်တယ်ဒီတော့လို့ကောင်တော့ရလိုက်တော့အဲဒီကောင်ပူဖို့ကောင်းတယ်တော့ဖြူလေးဆိုတော့လာစေးကြီးမှလည်းသူ့ဟာနဲ့သူနှောဟဲ့စားဟဲ့အဲ့ဒါစီကရနေမှာတော့ဟုတ်တော့အေးစီကရနေမှာကြည့်ကြည့်လိုက်အဲ့ထက်ကပါလဲရုံမဟုတ်လားစီကရပဲဟုတ်တော့ဟုတ်နေပါ1 2 3ဘာရောလဲဖြူလေးအေးဟေးချစ်စရာစစ်စရာလေးရတယ်တွက်လေလေးဩဖေးတို့ဟာလေအဲ့ဒီငယ်လုံးကြီးချစ်ကျလာတော့မလားပြပြီဘလိုင်းပေါက်လေးတွေမာယူခြင်းနဲ့ကျွန်တော်လိုပဲဖောက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်နဲ့တည်တဲ့ဘလိုင်းပေါက်ရောင်တဲ့အမရဲ့အကောင့်ကိုအောက်မှာမှတ်ရှင်းပေးထားပါတယ်အားလုံးပဲစိတ်ကြိုက်မှာယူလို့ရပါတယ်ပစ္စည်းလက်မှတ်နဲ့ဈေးလက်တက်နဲ့အားလုံးပဲဈေးနဲ့ဈေးကိုတက်တိုင်တဲ့လောက်လေးဝယ်ပြီးတော့ဖောက်လို့ရပါတယ်ဗျာကျွန်တော်ရဲ့ blind box တွေကိုလက်ဆောင်ပို့ပေးတဲ့တကယ်ချင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်bye bye